မြန်မာနိုင်ငံရဲ့မာသာထရီဇာဆိုလာပဲเนาะပရာဟိတမင်းသမီးကြီးခိုင်နှင်းဝေရဲ့ကိစ္စတွေကတော့ကြီးတစ်ထက်ကြီးလာပြီเนาะအလိန်တွေကတော့တဖြည်းဖြည်းနဲ့ပေါ်လာပြီဒီကိစ္စတွေကိုတီတကူဆရာတော်ဖျားကြီးကိုယ်တိုင်ကပြောနေရပြီဆိုတော့ခိုင်နှင်းဝေကမလွယ်တော့ဘူးเนาะဘာလဲဗျာဘာမှမဆိုင်တဲ့เนาะနေပြည်တော်ကစစ်ကောင်စီရဲ့ကတဲ့900ကိုကြောက်ကစီးရေးဆက်တွေတွားရောက်လူရန်နဲ့3000လောက်ဂုံသွားတယ်ယူကြားတယ်ဗျာဆိုတော့ဘာလဲငလင်ဘေးအတွက်ပြည်သူတွေကလူရန်ထားတာကိုဘာတွေရှောက်လုပ်နေတာလဲအဲ့ဒါကငကန်တော်ဘာချက်ကနေထဲလိုက်လို့ရတယ်နော်ဆိုတော့ပေါ်လာပြီနော်ကိစ္စတွေကတော့သူ့ကိုစုံမိတ်ယုံတဲ့သူတွေအပေါ်မှာလည်းအချက်လက်ကြကြနဲ့ထောက်ပြတဲ့သူတွေကအများကြီးပဲရှိလာတယ်မင်းညာတော့ကဆိုရင်ဗျာခိုင်နှုံဝေက post ဖြတ်လိုက်နော် only me လုံးလိုက်ပြန်တင်လိုက်နဲ့နော်ဒါအင်မတန်မှာဒါလိပ်ပြမလုံးဗျာနော်မင်းညာကခိုင်နှုံဝေကပြင်းမနာခလင်ကြောင့်ပြိုပြက်သွားတဲ့အိမ်ထောင်အစု185အတွက်3400ဝန်းကျင်လူဒန်းခဲ့ပါတယ်ဆိုပြီးတော့ဓာတ်ပုံနဲ့တကွာ post တွေတင်ခဲ့တာကိုတွေ့ရတယ်ပို့ဆောင်မှာဂျမနာမျိုးသူမျိုးသားတွေကတကယ်ပြိုပြက်တဲ့သူတွေမရကြောင်းအိမ်ပျက်စီးတဲ့တက်သေးပုံတွေနဲ့တကွာကွန်မန့်ဝင်ရေးချတာအတော်လေးများပါတယ်ဝယ်မှန်းချတဲ့သူတွေကအကုန်မရလို့ပြောနေကြတာမဟုတ်ပါဘူးအမှန်တကယ်အိမ်ပြိုပျက်စီးတဲ့သူတွေကမရပဲတခြားမဆိုင်တဲ့သူတွေကရလို့ဝင်ပြောကြတာပဲဖြစ်ပါတယ်အဲ့ဒါကိုမာတာထရီဇာကြီးကနော် post ကိုမျိုး edit လုပ်လိုက် only media လားပြန်ဖြတ်တာလားမသိဘူးခဏကြာတော့ post မရှိတော့ပြန်ဘူးမချပါဘူး post တွေပြန်တင်လိုက်တာနဲ့နော်ပြန်တင်လိုက်နေပေါ့ဗျာတာဝန်ခံပြရှင်းတာမျိုးမဟုတ်ပဲရှောင်ပြေးနေတာကိုကျွန်တော်အနေနဲ့တွေးရပါတယ်ဒီကနေ့စီးရင်တေချာမစစ်စစ်ပဲပြီးဆိုလဲနော်ဗျံပရာလူမိတာဆိုရင်ဝန်ခံရမယ်ဗျတောင်းမှန်ရမယ်အလူရှင်တွေကအခု training စာရီထဲကကျွန်တော်တို့ပါဝင်ပေါ့ဗျာစိနာပြည့်တဲ့ကိုယ့်ကိုယုံကြည်ပြီးလှူတာဖြစ်တဲ့အတွက်တာဝန်ယူမှုအပြည့်ရှိရမယ်နင်းသာသူတွေကဝိုင်းပြောဝေဖန်ထောက်ပြလေဖန်တွေကသူ့လောက်လုံနိုင်လားသူ့လိုလှူနိုင်လားဆိုရဲသူ့လောက်မလုံနိုင်ပဲဘာမှမပြောနဲ့ဆိုတာလောက်နဲ့ပြီးသွားကြတာကြီးပဲနော်သူပထမ post မှာတင်ထားတဲ့မင်္ဂလာရက်ွက်ကအင်ချီ185ဆိုကြတဲ့ကစလွဲနေပြီ2025 MIMU စင်းရောက်ပြမနာမြို့မှာမြို့ပေါ်ရက်ွက်ခတစ်ခုရှိပါတယ်ပုံလေးထည့်ထားပါတယ်နောက်ပြီးခလင်းကြောင့်ပျက်စီးတာကအဲ့ရက်ွက်တစ်ခုတည်းက185အိမ်မရှိဘူးအဲ့ဒီရက်ွက်မှာပဲတကယ်ပြိုးတဲ့အင်ထောင်စုတွေများကြတာကိုကာယကံရှင်တွေကိုယ်တိုင်ကွန်မန့်ဝင်မင်းကြတော့အဲ့ဒီပြီးရက်ွက်နာမီကိုဖြုတ်လိုက်ပါတယ်editor ရဲ့ post မှာတော့ရက်ွက်အုပ်ချုပ်ရေးမှုနဲ့ယာယီမှုတို့ထက်ပြိုပြက်စင်ပေးထားတယ်ဆိုပြီးတော့ထည့်လိုက်တယ်နော်တကယ်ဒါအဲ့ဒီတိုင်းဆိုရင်အုပ်ကြီးတွေအနေနဲ့လေစင်းလာပေးတဲ့သူတွေကိုတေချာစစ်စစ်ပြီးမှတ်တမ်းထားရမှာပါကျွန်တော်တို့အမတွေမြေပြင်စင်ပြီးဒီနေ့ထိအချက်လက်ကောက်ထားတဲ့စေရပြိုပြက်200ကျော်ကမင်္ဂလာရက်ွက်တစ်ခုတည်းမဟုတ်ပဲရက်ွက်ပေါင်းစုံကပါနောက်ဆုံး post မှာဆိုရင်အလှရထားတဲ့သူတွေကဒုက္ခရောက်နေကြတဲ့သူတွေပါဆိုပြီးရောချသွားပါတယ်အဲ့ဒါလို့ပြောမရပါဘူးအလှငွေတွေကငလင်ပေးတဲ့အလှဆိုပြီးခေါင်းစင်သက်အလှခံထားတာဖြစ်လို့ငလင်ပေးတဲ့သူတွေကိုပဲလူရမှာပါအလှငွေရတဲ့သူတွေအတွက်ပြည်သူကုသိုလ်ပွားပေးပါဆိုပြီးမြို့သူမြို့သားချင်းချင်းရန်တိုက်ပေးတဲ့စကားလည်းမပြောပါနဲ့နော်ငွေရတဲ့သူတွေကိုမရိတွာပွားနိုင်လို့ဝင်ပြီးပြောနေကြတာမဟုတ်ပဲတကယ်ဒုက္ခရောက်နေတဲ့သူတွေကိုရစေချင်တာပါခင်ဗျနော်အခုဟာကအများပြည်သူကယုံကြည်လို့လူထားတာကိုပြီးပြီးရောဒေသချက်ချကိုစီမံခန့်ခွဲမှုတစ်ခုမှမလုပ်ပဲလူလိုက်တာမျိုးဖြစ်နေတာနော်စေတနာတကယ်ရှိပြီးအစင်ပြေစေချင်လို့လူတာမဟုတ်ပဲဓာတ်ပုံရိုက်ပြီး social media ပေါ်မှာဗင်ဂျီယုံနာမည်ကြီးချီုံတက်တက်မလုပ်ဖို့လိုအပ်ပါတယ်နော်ပြီးတော့နော်ခိုင်ရုံဝေကစစ်ကောင်စီရဲ့နော်စေုံကြီးဖြစ်တဲ့နေပြည်တော်ကလေး900ကိုကြောက်ကစီးရဲ့ဆက်တွေသွားလှူလိုက်တာမှန်ဆိုရင်အဲ့ဒါကနော်ငလင်ဘေးနဲ့ဘာမှမဆိုင်ဘူးပြည်သူတွေကသိန်းထောင်တောင်းချီလူရမ်းတာအဲ့ဒါကိုသွားလူရမ်းဖို့လုပ်တာမဟုတ်ဘူးအဲ့ဒါကစစ်ကောင်စီအနေနဲ့နော်နိုင်ငံတော်ဘာချက်ကသူ့အတူထည့်လိုက်လို့ရတယ်အခုကဘာတွေလဲဗျာနော်ဒီလူဆရာတော်ဘုရားကြီးတောင်ပြောနေပြီနော်အလင်းဝေတွေကိုလူရမ်းတဲ့အခါမှာတီချက်စစ်ပြီးတော့နော်မမှန်ကန်လူဖို့အရေးကြီးတယ်ဆိုပြီးတော့ခိုင်နှုံဝေတွေကိုတဲ့ပြောနေပြီဆိုတော့ခိုင်နှုံဝေအနေနဲ့များစွာဆင်ခြင်ပါနော်ဒါနောက်ဆုံးပြောခြင်းပါ